ဇလန်းလေးရဲ့အစမှာတော့ကျင်စာအုပ်ဇနီးမောင်နှံနှစ်ဦးမိန်းမဖြစ်တဲ့သူကယောက်ျားဖြစ်တဲ့သူအလုပ်သွားတာကိုနှုတ်ဆက်ပြီးတော့အိမ်ထဲသို့ပြန်ဝင်လာပါတယ်ထိုအချိန်မှာပဲသူမဟာသွေးကွက်တွေကိုအမှတ်မထင်တွေးလိုက်ရပါတယ်ပြီးတော့သူမကိုကြောင်နဲ့တကောင်ကလည်းကြည်နေခဲ့ပါတယ်တစ်ဖက်မှာတော့သူမရဲ့မောင်ဖြစ်သူကစဖိုးမှုလုပ်ကိုလောက်ကင်နေပါတယ်အလုပ်ကနေပြန်လာပြီးအိယာပေါ်မှာအနားယူနေချိန်စာအုပ်တစ်အုပ်ကပြုတ်ကျလာခဲ့ပါတယ်ထိုစာအုပ်ကိုဖတ်ကြည့်နေစဉ်မှာပဲသူ့ရဲ့တပည့်နှစ်ယောက်ရောက်လာလို့မဖတ်ဖြစ်လိုက်တော့ပဲဒီတိုင်းပဲထားလိုက်ပါတယ်တစ်ဖက်ကလင်မယားအတွဲမှာလည်းမိမဖြစ်တဲ့သူကမိဖို့ကြောင့်ခန်းထဲမှာအတန်တစ်ခုခုကိုကြားလိုက်ရလို့ဝင်လာကြည့်လိုက်ပါတယ်ထိုအချိန်မှာပဲယောက်ျားဖြစ်တဲ့သူကအိမ်သာခန်းထဲကနေထွက်လာပြီးတော့သူအိမ်သာရေဆွဲချလိုက်တာပါလို့ပြောလိုက်ပါတယ်မိမဖြစ်တဲ့သူကလက်မခံခြင်းပေမဲ့လည်းသူယောက်ျားကပြောနေတော့လက်ခံလိုက်ရပါတယ်နောက်တစ်ရက်မှာတော့မိမဖြစ်တဲ့သူကမိဖို့ကြောင့်ခန်းထဲမှာဝင်နေစဉ်အိမ်ရှိခန်းထဲမှာအတန်တစ်ခုကိုကြားလိုက်ရလို့သူမထွက်လာကြည့်လိုက်ပါတယ်အဲ့ဒီနောက်တော့သူမတို့ရဲ့မင်္ဂလာဥဓာတ်ပုံတွေကွဲနေတာကိုမြင်လိုက်ရပါတယ်သူမလည်းမင်္ဂလာဥဓာတ်ပုံတွေကိုကန်ကြည့်လိုက်တဲ့အခါမှာတော့လက်ကိုရှပြီးတော့သွေးဆက်ကအောက်သို့ပြုတ်ကျသွားခဲ့ပါတယ်သူမလည်းဒဏ်ရာကိုဆေးထဲဖို့လုပ်မယ်ဆိုပြီးမိဖို့ကြောင့်ခန်းထဲကိုပြန်လာခဲ့လိုက်ပါတယ်ပြီးတဲ့နောက်တော့သူမရဲ့ဒဏ်ရာကိုပတ်တီးစည်းဖို့လုပ်နေရင်ပတ်တီးကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒါကြောင့်ပဲသူမကျသွားတဲ့ပတ်တီးလိပ်ကိုရှာရင်းနဲ့စာရေးထားတဲ့ကြောက်တင်မုံတစ်ခုကိုတွေးလိုက်ရပါတယ်စာထဲမှာတော့ငါပြန်လာပြီဆိုတာမင်းတို့ကိုသိစေခြင်းနဲ့ဆိုပြီးတော့ရေးထားပါတယ်သူမယောက်ျားအလုတ်ကပြန်လာတဲ့အချိန်မှာတော့ဒီလိုဗဟေဒီဆန်တဲ့အဖြစ်အပျက်တွေကိုသူမယောက်ျားကိုပြောပြပေမဲ့လည်းသူကတော့မယုံကြည်ခဲ့ပါဘူးတစ်ဖက်မှာလည်းမောင်ဖြစ်တဲ့သူကဟိုတနေ့ကသူမဖက်လိုက်ရတဲ့စာအုပ်ကသူ့အတွက်တန်တရားတစ်ခုလိုဖြစ်နေခဲ့ပြီးတော့စာအုပ်ကိုဖတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်စာအုပ်ထဲမှာရေးထားတာတွေကသူ့အမဆုံးတွေလက်ရှိဘဝမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုရေးထားတာဖြစ်နေခဲ့ပါတယ်သူတို့အိမ်မှာအတန်တွေကြားရတာတွေလက်ကိုရှသွားတာတွေကြောက်တင်မုံတွေးရတဲ့အကြောင်းအရာတွေစသဖြင့်ပေါ့အကုန်လုံးကတူညီနေခဲ့ပါတယ်ဒါပေမဲ့မောင်ဖြစ်တဲ့သူကတော့ဒါတွေကိုမသိပဲဆက်ဖက်နေခဲ့ပါတယ်သူစာအုပ်ကိုဖတ်နေတဲ့အချိန်တစ်ဆက်တည်းမှာပဲသူ့အမလင်မယားစုံတွေမှာယောက်ျားဖြစ်တဲ့သူကရုံးမှာအလုပ်လုပ်နေရင်လည်းရုတ်တရက်မီးပြတ်သွားခဲ့ပါတယ်သူမီးပြတ်သွားတာဖြစ်တာကြောင့်ရုံးခန်းထဲမှာမီးပြန်လာဖို့အတွက်ကြိုးစားနေပါတယ်ထိုအချိန်မှာပဲသူတို့အိမ်မှာတွေ့ခဲ့တဲ့ကြောက်တင်မုံတစ်ချက်ကသူ့ရှိကိုရုတ်တရက်ရောက်လာခဲ့ပါတယ်ထိုချိန်မှာတော့သူလည်းတခုခုဖြစ်နေပြီဆိုတာကိုသဘောပေါက်လိုက်ပြီးတော့သူ့ရဲ့ရုံးခန်းထဲကနေထွက်ပြေးသွားခဲ့ပါတယ်သူ့ရဲ့အိမ်မှာလည်းမိမဖြစ်သူကမီးပြတ်သွားလို့ဓမီတလက်နဲ့အတန်ရှိရနေရာကိုရှောက်ကြည့်နေတဲ့ချိန်မှာတော့သူ့ယောက်ျားကရောက်လာခဲ့ပါတယ်ဒီလိုနဲ့လင်မယားနှစ်ယောက်စုံတခုခုမှားနေပြီဆိုတာကိုသိလိုက်ရပါတယ်ခုနကစာအုပ်ဖတ်နေတဲ့မောင်ဖြစ်သူကလည်းစာအုပ်ဖတ်နေရင်ရုတ်တရက်သူ့အပေါ်သို့ဗီဒီယိုကြီးပြုတ်ကျလာလို့အချိန်မီလေးရှောင်လိုက်ရပါတယ်ညဘက်ရောက်တဲ့အခါမှာလည်းမိမဖြစ်သူကလက်နိုးလာတဲ့အချိန်မှာတော့သူမပါဇက်တွေကိုတိတ်နဲ့ပိတ်ထားပြီးတော့လက်နှစ်ဖက်ကိုကျိုးနဲ့ချီထားကသူမဘိုက်ပေါ်ကနေလွှတ်ဆက်ကြီးက6လန့်လို့နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲယောက်ျားဖြစ်တဲ့သူကဂရင်ပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်သူမိမအတန်ကိုကြားလိုက်ရတာကြောင့်လန့်နိုးလာခဲ့ပြီးသူမိမအတန်ရှိရသို့အပြေးလာခဲ့လိုက်ပါတယ်အခန်းတစ်ခုထဲမှာတော့သူမိမကိုလွှတ်ဆက်ကြီးက6လန့်နေတာကိုမြင်လိုက်ရပါတယ်သူလည်းအယမ်းကိုလန့်သွားခဲ့ပြီးသူမိမကိုကဲတင်ကဘလို့မှမတက်တာတဲ့အဆုံးတော့အိမ်ကြီးထဲကနေအပြင်ဘက်သို့ထွက်ပြေးခဲ့ရပါတော့တယ်အိမ်အပြင်ဘက်ကနေသူမတို့ရဲ့အိမ်ကြီးကိုကြည့်နေစဉ်မှာပဲစာရွက်တစ်ရွက်ကလေလွင့်ပြီးသူမတို့နာကိုရောက်လာခဲ့ပါတယ်ထိုစာရွက်မှာပါတဲ့ဖုန်းနံပါတ်ကတော့ဘိုးတော်တစ်ပါးရဲ့ဖုန်းနံပါတ်ဖြစ်တာကြောင့်သူတို့ဟာဘိုးတော်ကိုဖုံးဆက်ပြီးတော့လှမ်းခေါ်လိုက်ပါတယ်။ဒါကြောင့်ပဲဘိုးတော်ဟာသူ့တပင်းမာနဲ့အတူသူတို့စီကိုရောက်လာခဲ့ပါတယ်။ပြီးတဲ့နောက်သူတို့တွေအကုန်လုံးအိမ်ထဲသို့အတူတူဝင်သွားခဲ့ကြပါတယ်။အိမ်ထဲရောက်တော့ဘိုးတော်ကိုသူတို့ဖြစ်ပျက်ခဲ့တာတွေအားလုံးကိုရှင်းပြနေပါတယ်။အဲ့ဒီချိန်မှာတော့ကြောင်တဲ့တကောင်ကပေါ်လာခဲ့ပါတယ်။ဘိုးတော်ကကြောင်လေးကိုဖမ်းလိုက်ပြီးမေးမြန်းလိုက်တဲ့အခါမှာတော့ထိုကြောင်လေးဟာအကြောင်အစစ်မှန်မဟုတ်ဘဲနဲ့ဝိညာဉ်တကောင်ကပူးကတ်နေပြီးတော့ဒီအိမ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေဟာတယောက်ယောက်ကလုံနေတာလို့ပြခြင်းလို့ဆိုပြီးတော့အကြောင်လေးကရှင်းပြလိုက်ပါတယ်ဒီတော့မှဘိုးတော်လည်းသဘောပေါက်သွားပါတော့တယ်ဘိုးတော်နဲ့သူတို့တွေစကားပြောနေတဲ့ချိန်မှာကြောက်လန့်တကြားနဲ့သူ့မောင်ကလည်းအပြေးရောက်လာခဲ့ပါတယ်ပြီးတော့သူ့အခန်းထဲမှာလည်းတခုခုဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုသူတို့ကိုရှင်းပြနေပါတယ်ဘိုးတော်ကစာအုပ်ထဲမှာဘာတွေရေးထားသေးလဲလို့မေးလိုက်တော့သူကလည်းအဆုံးထိမဖတ်ရသေးတယ်ဆိုတဲ့အကြောင်းကိုဘိုးတော်ကိုရှင်းပြလိုက်တော့ဘိုးတော်နဲ့သူဟာစာအုပ်ကိုပြန်ရှာဖို့အခန်းကိုထွက်လာခဲ့လိုက်ကြပါတယ်ဘိုးတော်ကစာအုပ်ကိုဖတ်ကြည့်လိုက်တော့စာအုပ်ကကျိန်စာအသင့်နေမှတိသွားခဲ့ပါတယ်သူကလည်းဒီစာအုပ်ကသူ့စီကိုလက်ဆောင်အနေနဲ့ရောက်လာတာဖြစ်ပြီးတော့ပန်းစည်းတွေနဲ့ရောပါလာခဲ့တာလို့ဘိုးတော်ကိုရှင်းပြလိုက်ပါတယ်ဘိုးတော်လည်းသူနဲ့အတူလင်မယားတွဲစီကိုပြန်လာခဲ့လိုက်ပါတယ်ပြီးရနောက်တော့သူတို့ကပါလာတဲ့စာအုပ်ကိုယူပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့စာအုပ်ရဲ့စာမျက်နှာတစ်ခုချင်းစီထဲမှာစာရွက်အပိုင်းစာလေးတွေထည့်ထားတာကိုတွေ့လိုက်ရပါတယ်ဘိုးတော်ဟာဒီစာရွက်အပိုင်းစာလေးတွေကိုကြည့်ပြီးတော့သူ့ရဲ့ဖုန်းထဲမှာတစ်ခုခုကိုရှာခဲ့ပါတယ်အဲ့ဒီနောက်တော့ဘိုးတော်ဟာသူတို့တွေအကုန်လုံးရှင်းပြလိုက်ပါတယ်ဒီစာရွက်ပိုင်းစာလေးတွေဟာလွန်ခဲ့တဲ့1990နှစ်လောက်တုန်းကလူသက်မှုတစ်ခုကြောင့်ရေးထားတာဖြစ်ပြီးတော့အဲ့ဒီမှာလူသက်မှုတစ်ခုချင်းစီအတွက်ကိုရဲတွေက
တရားခံတွေမမိခဲ့တဲ့အကြောင်းပြီးတော့အဲ့ဒီအချိန်တုန်းကမှတ်တမ်းတင်ထားတဲ့မှုခင်း website ထဲကလူသက်တရားခံတွေရဲ့ဓာတ်ပုံတွေနဲ့သူတို့တွေနဲ့တူညီနေခဲ့တာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ပဲဘိုးတော်ကသူတို့တွေကိုအဲ့ဒီမှုခင်းတွေဖြစ်ရာနေမျိုးလေးတစ်ခုစီသို့ခေါ်သွားခဲ့ပါတယ်သူတို့တွေအဲ့ဒီကိုခရီးထွက်နေတဲ့အချိန်မှာပဲသူတို့ရဲ့ကားပေါ်မှာအဲ့ဒီဝိညာဉ်မဲကြီးကလိုက်လာခဲ့ပါတယ်။နေမျိုးလေးကိုရောက်လာတဲ့အခါမှာတော့ဘိုးတော်နဲ့သူ့တပည့်မတို့ဟာခုနကမှုကင်းကြံတဲ့ကဓာတ်ပုံတွေကိုပြပြီးတော့ဘာနီတို့မိသားစုကိုလိုက်ရှာနေခဲ့ပါတယ်။တနေရာအရောက်မှာတော့အဲ့ဒီရွာလေးတွေကဘွားကြီးတယောက်ကဘိုးတော်ကိုဘာနီဆိုတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဘာနီဆိုတာကမိသားစုတစ်ခုရဲ့အစီအကံတယောက်ဖြစ်ပြီးတော့သူဟာစကားမပြောတတ်တဲ့အကြောင်းပြီးတော့သူဟာစိတ်တလူသက်သမားလို့နာမည်တွင်ပြီးတော့လူတွေကိုတပ်ဖြတ်ခဲ့တဲ့အကြောင်းနောက်ဆုံးမှာတော့သူဟာနာမည်ဆိုးနဲ့တည်ဆုံသွားခဲ့တယ်လို့ဘိုးတော်ကိုရှင်းပြလိုက်ပါတယ်ဘိုးတော်လည်းညရောက်တဲ့အခါသူ့လူတွေကိုခေါ်ပြီးတော့တောထဲမှာအစီရင်တွေပြုတ်လုပ်ပြီးတော့ထိုအမျိုးသမီးကိုလိုက်ရှာခဲ့ပါတယ်ကားထဲမှာသူ့တပည့်မနဲ့သူ့လူတွေကိုအစီရင်တွေပြုတ်လုပ်ပြီးတော့ကားထဲမှာပဲနေဖို့မှာခဲ့ကသူကတောအုပ်ထဲမှာထိုမျိုးသမီးရဲ့ဝိညာဉ်ကိုလိုက်ရှာခဲ့ပါတယ်ဒါပေမဲ့လည်းထိုမျိုးသမီးဟာသူ့စီကိုမလာပဲကားထဲကသူတွေကိုတွားပြီးတော့ခြောက်လန့်နေခဲ့ပါတယ်ကားထဲမှာရှိနေတဲ့သူတွေကလည်းအရန်ကိုကြောက်လန့်ခဲ့ပြီးတော့ထွက်ပြေးခဲ့ပါတယ်ဒီလိုနဲ့တောအုပ်ထဲမှာဘိုးတော်နဲ့ပြန်လည်ဆုံခဲ့ပါတယ်ပြီးတဲ့နောက်တော့ဘိုးတော်နဲ့သူတို့တွေကားရှိရနေရာသို့ပြန်လာကြရင်တနေရာအရောက်မှာတော့မီးတွေနဲ့ပူဇော်ပသထားတဲ့နေရာတစ်ခုကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ပဲသူတို့တွေဟာလက်အုပ်တွေကြီးကအယူသေးပေးနေကြပါတယ်အဲ့ဒီချိန်မှာတော့ဘိုးတော်ကသူ့ရဲ့အစီအရင်တွေကြီးလိုက်တဲ့ချိန်မှာတော့ဒါဟာကိုးကွယ်ရမယ့်နေရာတစ်ခုမဟုတ်ပဲဝိညာဉ်စုကိုဝိုင်းဝန်းပူဇော်ပသနေတယ်လို့ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်ပဲဘိုးတော်ကသူ့ရဲ့တောင်မွေးနဲ့ထိုတောင်မှုကိုခွဲလိုက်တဲ့အချိန်မှာတော့အထဲမှာလူတွေအယိုးကြောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ဘိုးတော်ကထိုလူတွေအယိုးကြောက်ကိုတောင်မွေးနဲ့ထုလိုက်တဲ့အချိန်မှာတော့လျှက်စစ်လက်တယ်လို့ဖြစ်သွားပြီးတော့အကုန်လုံးကလွန့်ထွက်သွားခဲ့ပါတယ်လွန့်ထွက်သွားပြီးတဲ့နောက်မှာတော့ဘိုးတော်ဟာအရင်အတိတ်ဘဝအကြောင်းကိုပြန်လည်မှတ်မိသွားပါတော့တယ်ဇလန်းကလည်းအရင်အတိတ်ဘဝကိုပြန်လည်ရောက်ရှိသွားပါတော့တယ်အတိတ်ဘဝမှာတော့ဘိုးတော်နဲ့ဘာနီဆိုတဲ့ကောင်မလေးဟာချစ်သူတွေဖြစ်ခဲ့ကြပါတယ်သူတို့တွေဟာလည်းအခုဘဝလိုပဲအရင်ဘဝတုန်းကမောင်နှမသားချင်းတွေဖြစ်ခဲ့ပါတယ်ဘာနီဆိုတဲ့ကောင်မလေးကတော့သူတို့အိမ်ကအစီကံကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူတို့မောင်နှမ3ယောက်ထဲကအငယ်ဆုံးကောင်လေးဟာစိတ္တဇဝေဒနာရှင်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်ပဲတရက်မှာဒီကောင်လေးကရွာထဲကလူငယ်တစ်ယောက်ကိုဖမ်းခေါ်လာပြီးတော့သူ့ရဲ့အခန်းထဲမှာပါဇက်ကိုတိတ်နဲ့ပိတ်ခဖမ်းထားခဲ့ပါတယ်ဒါကိုသိသွားတဲ့အကိုဖြစ်သူကသူ့ကိုစူပူကျင်းမောင်းနေပေမဲ့လည်းဖမ်းခေါ်လာပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လွှတ်ပေးလို့တော့မရပါဘူးတကယ်လို့ပြန်လွှတ်ပေးခဲ့လို့ရှိရင်လည်းသူတို့အရင်နေရာမှာတက်ခဲ့တဲ့လူတက်မှုတွေဟာပြန်လည်ပေါ်ပေါက်လာမှာဖြစ်တာကြောင့်မောင်နှမ3ယောက်စလုံးထိုကောင်လေးကိုခုတ်ပြက်ကတက်ပစ်လိုက်ကြပါတော့တယ်တစ်ဖက်မှာတော့သူတို့အိမ်ကအိမ်ကူဘာနီဆိုတဲ့ကောင်မလေးနဲ့ဘိုးတော်တွေကအရင်ဘဝမှာချစ်သူတွေဖြစ်နေတာကြောင့်သူတို့2ယောက်ကလည်းအရန်ကိုကြည်နူးပြီးချစ်နေကြပါတယ်တရက်မှာတော့သူတို့မောင်နှမ3ယောက်ဟာလူတစ်ယောက်ကိုဖမ်းခေါ်လာပြီးထုံးစံတိုင်းပဲတက်ဖြတ်နေကြပါတယ်ဒီတစ်ခေါက်ကသူတို့ရဲ့9ယောက်မြောက်လူတက်မှုဖြစ်တာကြောင့်သူတို့ဒီနေရာမှာနေလို့မရတော့ပဲတခြားနေရာကိုပြောင်းပြေးဖို့အတွက်တိုင်ပင်နေကြပါတယ်သူတို့တွေလူတက်ပြီးပြောဆိုနေကြတာတွေကိုဘာနီကတိသွားခဲ့ပါတယ်တိသွားလို့ထွက်ပြေးဖို့လှုပ်တဲ့အချိန်မှာတော့ပြန်ဖမ်းမိသွားပြီးတော့သူ့ကိုလည်းထိုလူတွေလိုပဲတတ်ဖို့အခန်းထဲကိုခေါ်လာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့လူငယ်တစ်ယောက်ကဘိုးတော်ကိုပြောပြလိုက်တော့ဘိုးတော်လည်းသူ့ကောင်မလေးဘာနီတွေစိတ်ပူပြီးတော့အဲ့ဒီအိမ်ကိုလိုက်သွားခဲ့ပါတယ်အိမ်ကိုရောက်သွားတဲ့အခါမှာတော့သူ့ကောင်မလေးဘာနီကိုမောင်နှမ3ယောက်ကတတ်ဖို့လုပ်နေတဲ့အချိန်မှာဘိုးတော်ကသူတို့3ယောက်နဲ့တိုက်ခိုက်ပြီးတော့ဘာနီကိုကဲကဆိုင်ငယ်နဲ့အတူထွက်ပြေးခဲ့ပါတယ်ဆိုင်ငယ်နဲ့အတူထွက်ပြေးလာတဲ့ဘိုးတော်တို့စုံတွေကိုနောက်ကနေမောင်နှမ3ယောက်ကလည်းကားနဲ့ထက်ချက်မကွာလိုက်လာပြီးတော့တနက်နဲ့လိုက်ပစ်ပါတယ်ဒါကြောင့်ပဲဘိုးတော်တို့စုံတွေဟာတယောက်တစ်ချက်စီတနက်ထိမှန်ပြီးတော့တောအုပ်ထဲကိုဝင်ပြေးသွားခဲ့ပါတယ်မောင်နှမ3ယောက်လည်းကားပေါ်ကဆင်းလာပြီးတော့ဘိုးတော်တို့စုံတွေနောက်ကိုပြေးလိုက်လာခဲ့ပါတယ်တောအုပ်ထဲကနေရာတစ်ခုအရောက်မှာတော့ဘိုးတော်တို့စုံတွေကတနက်တန်ရာကြောင့်မပြေးနိုင်တော့ပဲပုံအောင်နေခဲ့ပါတယ်ပြီးတဲ့နောက်ဘိုးတော်ကမလွတ်နိုင်မှန်တိသွားတာကြောင့်ဘာနီကိုလှုပ်အောင်ပြေးခိုင်းပြီးသူကတော့မောင်နှမ3ယောက်စီမှာအဖမ်းခံလိုက်ပါတယ်မောင်နှမ3ယောက်ကသူ့ကိုတောအုပ်ထဲမှာပဲရဲရဲဆက်ဆက်တက်ဖြတ်နေတာကိုဘာနီကမမြင်ကွယ်ရနေရာကနေကြည်နေခဲ့ရပါတယ်မောင်နှမ3ယောက်ကတော့ဘိုးတော်ကိုရဲရဲဆက်ဆက်တက်ဖြတ်ပြီးတော့သူ့ရဲ့အလောင်းကိုတရွတ်တိုက်ဆွဲကကားနောက်ကုန်းထဲကိုထည့်ပြီးတော့ကားနဲ့ထွက်သွားခဲ့ပါတယ်ဘာနီကိုတော့တနက်တန်ရာကြောင့်တည်သွားလောက်ပြီးအထင်နဲ့ဒီတိုင်းပဲထားခဲ့လိုက်ပါတယ်အမှန်တကယ်လေဘာနီကတနက်တန်ရာကြောင့်တေလူဆဲဆဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူတည်ဆုံးကနီမှာတောထဲမှာဂူလူကြီးတစ်ပါးကသူ့ကိုလာပြီးတော့ငုတ်တုတ်ထိုင်ခိုင်းကသူ့ရဲ့အနားကရှုံ့နေနဲ့သူ့ကိုဂူတကူလိုပုံစံမျိုးလုပ်ပေးခဲ့ပြီးတော့စီမီတွေနဲ့ပူဇော်ပသခဲ့ပါတယ်ဘာနီလည်းထိုဂူလူကြီးလုပ်ပေးခဲ့တဲ့ရှုံ့နေတဲ့လှုပ်ထားတဲ့ဂူထဲမှာပဲအသက်တည်ဆုံးသွားခဲ့ပါ
ပါတယ်ပြီးတဲ့နောက်တော့မောင်နှမ3ယောက်ဟာဘိုးတော်ရဲ့အလောင်းကိုဖျောက်ပြီးတော့သူတို့တွေကနေရာပြောင်းမှုစီစဉ်ပါတော့တယ်အဲ့လိုနေရာပြောင်းမှုစီစဉ်နေတဲ့အချိန်မှာပဲသူတို့ရဲ့အိမ်ဘေးကအိမ်ကြီးတစ်ယောက်ကလာပြီးတော့သူတို့ကိုမေးမြန်းတဲ့အခါမှာတော့သူတို့အိမ်ပေါ်ဘာနီဟာလူသက်သမားဖြစ်တဲ့ကြောင်းပြီးတော့လေစိတ်တစဝေဒနာရင်ဖြစ်တဲ့ကြောင်းလူ9ယောက်ကိုလည်းတတ်ခဲ့ပြီးဖြစ်တဲ့ကြောင်းဒါကြောင့်မို့လို့သူတို့တွေဟာဘာနီနဲ့မနေရတော့ပဲဒီအိမ်ကထွက်သွားတာဖြစ်ကြောင်းလိန်ညာပြီးတော့ပြောဆိုခဲ့ပါတယ်ထို့သူပြောပြီးတဲ့နောက်မှာတော့သူတို့မောင်နှမ3ယောက်ဟာကားနဲ့ထွက်လာခဲ့ပါတယ်လမ်းခုလက်မှာတော့ကားမောက်ပြီးတော့သူတို့တွေကမီးလောင်ကတည်ဆုံးသွားခဲ့ပါတယ်ဇလန်းကလက်ရှိဘဝကိုပြန်လဲရောက်ရှိလာပြီးတော့ဦးတော်ကခုနလွတ်ထွက်သွားတဲ့နေရာကပြန်လဲတတိယလာခဲ့ပါတယ်သူတတိယလာတဲ့အချိန်မှာတော့ဘာနီရဲ့ဝိညာဉ်ဟာသူ့ကိုတတ်ခဲ့တဲ့သူတွေကိုခြေထောက်ကနေဆွဲကရေကန်တစ်ခုစီကိုခေါ်သွားပြီးတော့ရေထဲကိုပစ်ချလိုက်ပါတယ်အတိတ်ကအကြောင်းတွေကိုအလုံးစုံသိသွားတဲ့ဘိုးတော်ဟာဘာနီရဲ့ဝိညာဉ်ကိုလိုက်ပြီးတော့တားပါတော့တယ်နောက်ဆုံးမှာတော့ဘိုးတော်ဟာဘာနီရဲ့ဝိညာဉ်ကိုခေါင်းနဲ့ဆိုင်ကပူးကပ်လိုက်ပြီးစိတ်ချင်းဆက်သွယ်ကဘာနီကိုဒီလိုမလုပ်ဖို့တားလိုက်ပါတော့တယ်ဘာနီရဲ့ဝိညာဉ်ကတော့လက်မခံခြင်းပဲဖြစ်နေခဲ့ပါတယ်သူဟာအရင်ဘွားကခံခဲ့ရတာတွေကိုအယမ်းကိုစိတ်နာပြီးတော့လက်စားချင်ရင်စိတ်တွေများနေခဲ့တာပါနောက်ဆုံးမှာတော့ဘိုးတော်ကသူ့ကိုတရားပြလိုက်ပြီးတော့နောက်ဘဝမှာလူပြန်ဖြစ်ဖို့အတွက်ပဲအာယုံစိုက်ပါလို့ပြောပြီးတော့ဘာနီရဲ့ဝိညာဉ်ကိုတားလိုက်နိုင်ပါတယ်ပြီးတော့သူတို့တွေအကုန်လုံးလည်းလွတ်မြောက်သွားပါတော့တယ်ဒီပြဿနာတွေပြီးသွားတဲ့နောက်ပိုင်းမှာတော့ဘိုးတော်ကအိမ်တိန်ကိုစေးကူဖို့သွားရင်းနဲ့ဘာနီကိုလူဘဝမှာပြန်လဲတွေ့ခဲ့ပါတော့တယ်